KIA ဌာနချုပ်လိုင်ဇာမှာဒီကနေ့စတင်ကျင်းပတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ထိပ်သီးဆွေးနွေးပွဲဟာနှစ်ပေါင်း90ကျော်ကာလအတွင်းမြန်မာနိုင်ငံမှာပထမဆုံးအကြိမ်ဖြစ်ကျင်းပနိုင်ခဲ့တဲ့ဆွေးနွေးပွဲတစ်ခုဖြစ်ပါတယ်။ဆွေးနွေးပွဲပထမနေ့မှာဆွေးနွေးပွဲရဲ့တဘာပတိအဖြစ်ဆောင်ရွက်ခဲ့တဲ့ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးအင်ပန်လာကသမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းတွေကိုစ조사ဆောင်ရွက်နေတာတွေ့ရပေမဲ့အရေးစစ်အစိုးရလက်ထက်ကငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွေလိုမဖြစ်ဖို့လိုတယ်လို့ပြောပါတယ်လက်ရှိအစိုးရအနေနဲ့2020ရွေးကောက်ပွဲအပြီးအရက်ကအစိုးရအသွင်ယူကပြုပြင်ပြောင်းလဲမှုများပြုလုပ်ဖို့ဒုပန်းလာတဲ့လုပ်ရများအနဲ့ငြိမ်းချမ်းရေးအတွက်ခိတ်ကိုကမ်းလှမ်းရှိပါလေတခုအပါဝင်ဖြစ်ပါတယ်ဒီတွင်မှာရောဒီပါမှာပါဒီလုပ်ငန်းစဉ်ကိုကြည်ကြည်ပြတ်ပြတ်လွတ်ဆောင်နိုင်ပြီးယုံကြည်ထောက်ခံမှုရအောင်ကျူးပန်းနေတာကိုလည်းသိရပါတယ်ဒီနေရာမှာနိုင်ငံရေးပြဿနာဖြေရှင်းရေးဟာအထူးကဖြစ်ပြီး1990ပြည်လွန်တဲ့ညကသူတို့ခေတ္တတဲ့ဘယ်ကူမှမရောက်တဲ့အပြစ်ခတ်တဲ့ဆေးရည်နဲ့ပဲလမ်းဆုံးခဲ့တဲ့ဒီကားစာများကိုလည်းမမေ့လို့ကြဘူးသတိပေးရှိပါတယ်အပေါ်ကြံခံကြအပြောင်းအလဲများကပြုလုပ်ပြီးသူတို့တဲ့လာနေမယ်ဆိုတဲ့အယူအဆဟာမားနေတယ်လို့ကျွန်တော်အနေနဲ့လေးရေးထောက်ပြမှုပါတယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ထိပ်သီးခေါင်းဆောင်တွေတက်ရောက်နေတဲ့ဒီဆွေးနွေးပွဲဟာအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားလာမယ့်နိုဝင်ဘာလအတွင်းကျင်းပဖို့ရည်ရွယ်ထားတဲ့နိုင်ငံလုံးဆိုင်ရာပြစ်ခတ်ရဆွေးရေးလက်မှတ်ရေးထိုးရမှာပါဝင်မဲ့အချက်တွေကိုအဓိကဆွေးနွေးကြမယ့်ဆွေးနွေးပွဲလည်းဖြစ်ပါတယ်ဆွေးနွေးပွဲသဘာပတိအဖွဲ့ဝင်ဖြစ်ဆောင်ရွက်ခဲ့တဲ့ KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ကတော့တိုင်းရင်းသားစီလုံးညီညွတ်ရေးကိုကောက်ထဲပေါ်ရမှာအမြင်မတူမှုတွေကိုစုစည်းနိုင်မှသာကောက်ထဲပေါ်နိုင်လိမ့်မယ်လို့ပြောပါတယ်ကျွန်တော်နေခဲ့တဲ့ပထဝီနေထားမတူတာလူမျိုးတစ်မျိုးနဲ့တစ်မျိုးစရဲချင်းမတူတာဆိုတော့ uniformity အဖြစ်နဲ့တော့သိမလွယ်ဘူးခဲရင်လည်းပဲကြောင်းကျွန်တော်တို့ဖြစ်နိုင်တဲ့ unity ကိုတည်ဆောက်တဲ့နေရာမှာဖြစ်နေတဲ့နည်းဟာ uniform မဟုတ်ပဲနဲ့ဒီခွဲခြားနေတဲ့ diversity နဲ့ပဲကျွန်တော်တို့ unity and diversity နဲ့ပဲကျွန်တော်တို့ရနိုင်မယ်လို့ကျွန်တော်ဒီလိုပဲခံယူတယ် unity and diversity နဲ့ပဲကျွန်တော်တို့ကသွားဆွေးနွေးပွဲပထမနေ့ကိုတက်ရောက်လာခဲ့တဲ့ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှတွင်ရဲမှုဥရှိမျိုးတန်းကနိုင်ငံလုံးဆိုင်ရာပြစ်ခတ်ရစဲရေးအတွက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးညီညီနိုင်နိုင်ဆောင်ရွက်သွားကြဖို့လိုတယ်လို့ပြောပါတယ်ဒီတစ်ချိန်မှာတော့ဘာလို့ပြောဒီတိုင်းပြည်လုံးပြစ်ခတ်ရစဲရေးဆိုတဲ့ကိစ္စဖြစ်တဲ့ကြောင့်မလို့ဒါတိုင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနဲ့ဆိုင်ပါအားလုံးရှောက်နေတဲ့လမ်းတစ်ခုဟိုတရတော့ကြားမှာဒီအားလုံးဒီနိုင်ဝိုင်းဆွေးနွေးမွန်ပြည်သက်ပါတီရဲ့ထွေထွေတွင်ရေးမှုဦးနိုင်ဟန်သာကတော့အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီကရေးဆွဲထားတဲ့ပြစ်ခတ်ရစဲရေးမူကြမ်းနဲ့တိုင်းရင်းသားတွေရေးဆွဲထားတဲ့မူကြမ်းတစ်ခုမှာကွာခြားမှုတွေရှိနေတဲ့အတွက်ညှိနှိုင်းသွားဖို့လိုတယ်လို့ပြောပါတယ်ဒီမှာအဆုံးဖြတ်ကြပြီးတော့မှဟိုမှာအစိုးရနဲ့ညှိလိုက်ရင်တကယ်လို့နေရာကျရင်တော့လည်းဒါပြီးပိုင်းကိုရောက်သွားမယ်ဒီကနေ့ဆွေးနွေးပွဲကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့18ဖွဲ့ရဲ့ထိပ်သီးခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်ခုလိုတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေတော်တော်များများတက်ရောက်ခဲ့ကြပေမဲ့ UWSA ကဝါပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ NDAA ရှမ်းပြည်နယ်ထူးဒေသလေးမိုင်းလာအဖွဲ့တို့ကတော့တက်ရောက်ခြင်းမရှိခဲ့ပါဘူးဒီဆွေးနွေးပွဲတွေအောင်မြင်ခဲ့ရင်တော့မြန်မာနိုင်ငံမှာနှစ်ပေါင်း60ကျော်ကာလအတွင်းပထမဆုံးအကြိမ်ဖြစ်နိုင်ငံလုံးဆိုင်ရာပြစ်ခတ်ရစဲမှုပြုလုပ်နိုင်မှာဖြစ်တယ်လို့ဆိုရမှာပါခင်ဗျာ